အမျိုးသားတွေတော်တော်များများမှာအဖြစ်များတယ်တုတ်လွတ်မြန်တယ်ဆိုတာဘလို့အခြေအနေမျိုးကိုခေါ်လဲဆိုတာကိုဘ ഹു တုတအနေနဲ့ပြောပြပေးချင်ပါတယ်တုတ်လွတ်မြန်တယ်ဆိုတာကအမျိုးသမီးနဲ့အတူနေတဲ့အခါမှာအချိန်1မိနစ်ကနေ2မိနစ်အတွင်းမှာတုတ်လွတ်သွားတယ်ဆိုတာကတုတ်လွတ်မြန်တယ်လို့ခေါ်တယ်တချို့အနေနဲ့ကကြတော့အချိန်9မိနစ်ကနေ10မိနစ်အတွင်းမှာတုတ်ထွက်တာကတော့တုတ်လွတ်မြန်တယ်လို့မခေါ်ဘူးတကယ်လို့တုတ်လွတ်မြန်နေတယ်ဆိုရင်ဆေးထိုးဆေးတောက်စရာမလိုဘဲနဲ့တုတ်လွတ်မြန်တဲ့ဥစ္စာကိုဖြည့်ရှင်းနိုင်တဲ့နီလန်းတွေရှိတယ်အဲ့ဒီနီလန်း2ချက်လောက်ကိုအရင်ဆုံးပြောပြပေးမယ်ပေါ့နော်တစ်ချက်ကကြတော့အမျိုးသမီးပါတနာနဲ့အတူနေတဲ့အချိန်မှာတကယ်လို့ကိုကတုတ်ထွက်တော့မယ်ဆိုရင်ပေါ့နော်ရက်လိုက်တဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါလေးလုပ်ပေးမယ်ဆိုရင်တုတ်လွတ်မြန်တဲ့ပြဿနာကိုဖြေရှင်းနိုင်မယ်နှစ်အချက်ကကြတော့အမျိုးသမီးနဲ့အတူနေမဲ့အချိန်ပေါ့နော်အချိန်1နာရီလောက်အလိုမှာအာသာဖြည့်ခြင်းလုပ်ငန်းတွေကိုလှုပ်ဆောင်ပေးမယ်ဆိုရင်တုတ်လွတ်မြန်တဲ့ပြဿနာတွေကိုဖြေရှင်းပေးနိုင်ပါတယ်တကယ်လို့မှအဲ့ဒီလိုတွေလှုပ်ရတာခက်ခက်ဖြစ်နေတယ်ဆိုရင်အညာမောင်ကထုတ်တဲ့ဒီလိုရှစ်မတ်တက်ယူလေးကိုနှစ်ဆွန်းစားပေးမယ်ဆိုရင်တုတ်လွတ်မြန်တဲ့ပြဿနာတွေကိုဖြေရှင်းပေးနိုင်တယ်ပန်းတီပန်းယူယောဂတွေကိုလည်းပျောက်ကင်းနိုင်တယ်တက်လွန်အားကောင်းစေတယ်တက်လွန်အားမကောင်းတဲ့လူတွေလည်းစားပေးလို့ရပါတယ်မှာယူခြင်းနဲ့ဆက်သွယ်ခြင်းနဲ့ဆိုရင်ဟိမရဲ့ဖုန်းနံပါတ်ကို8839 311 938ဖုန်းနံပါတ်ကိုဆက်သွယ်မှာယူလို့ရပါတယ်ရှင်